ထိုးစီပြီးတော့ယူနီယံတော့မှဖြစ်ပါတယ်ယူနီယံနေပြီးတော့အမေရိကန်ကိုတော့ဖြစ်ပါတယ်နေအရန်ပူလို့လမ်းတော့ရှောက်နေတော့ပါဘူးโอเคပထမဆုံးဆိုရင်မက်ထရိုကက်စစ်မှာဖြစ်ပါတယ်ပတ်သက်ရှိမရှိရတင်လိုက်တာနဲ့ရပါပြီဒီမှာမိမိက14ချက်ရှိတယ်ယူနီယံနေပြီးတော့အရီကာတော့မှဆိုတော့လောက်ပါတယ်နောက်နှစ်ကပ်ပါတယ်နှစ်ကပ်စစ်မှာကြည့်ဒါဘယ်လောက်ရှိလဲဒါက23ချက်ရှိတယ်အားဆိုလို့ရှိရင်3လို့ရပါပြီမက်ထရိုကက်စစ်တာနှစ်ခုရှိပါတယ်တကယ်လို့ကက်တွေပါဖြည့်ချင်တယ်ဆိုလို့ရှိရင်တော်တဲ့ကက်ကိုနှိပ်လိုက်ဘယ်လောက်ကြာလဲနှိပ်လိုက်โอเคဘယ်လောက်ကြာလဲနှိပ်ပြီးတော့ရှိမှကက်ရှိတယ်ဒီလေးပြတယ်ဒီမှာရှိတဲ့ပတ်ဆက်လေးကိုထိုးထည့်ပြီးတော့လည်းရှိလို့ရှိဒါတရားနေပြီးတော့ transition complete ဖြစ်ပြီဆိုလို့ရှိရင်မိမိကက်ကိုဆွဲနှုတ်လိုက်ပါစက်က2မျိုးရှိရဲ့ဒီဘက်ဆက်မှာလည်းထုတ်လို့ရတယ်ဒီကက်ကနေပြီးတော့ဒီမှာတူပဲတော့အနှိပ်တယ်ဒီမှာဒီဘက်ဆက်ကိုဒီမှာထည့်ပြီးသွားလို့ရှိပြီးပေါ့နော်ပန်ကတ်တွေကိုမရှိတဲ့ပေးတွေအကုန်လုံးလည်းပေးလို့ရတယ်ကတ်တွေအကုန်လုံးဒီလိုစစ်လို့ရတယ်တကယ်လို့ခက်ခဲတခုရှိလို့ရှိရင်ဒီကောင်တာမှာအကုန်လုံးပြောပြပြီးတော့သူတို့လုပ်ပေးပါတယ်ဒါကတော့ပမာခက်ခဲမဟုတ်ဘူးတင်လိုက်ရင်သူပြတယ်ဘယ်လောက်ကျန်လဲ you can go inside ဒါက arrival တွေဖြစ်ပါတယ်ကိုကသွားမှာဆိုတဲ့အတွက်ဒီကနေသွားပြီးတော့တက်မှာဖြစ်ပါတယ်ဒါမြင်တဲ့အတိုင်းပဲဒါဆိုလို့ရှိရင်ရဲတွေကလည်းအကုန်ကူညီပြီးလုပ်ပေးတယ်ဒါသူတို့ကတ်ချာမှာလုပ်နေတဲ့မျိုးသမီးတွေလည်းအကုန်လုပ်ပေးတယ်ဒါတော့မထိုးဖြတ်မောင်းတဲ့နေရာပါနော်ဒါဒီကနေပြီးတော့ဒါအဖူဖာကနေပြီးတော့ဟိုးမြေအောက်ထဲကိုဝင်မှာ Swa Iron ဘက်ကိုသွားမှာဟိုဘက်ကိုသွားမှာဖြစ်ပါတယ်ဒါ Green Line မှာဒါတော့ Go Class Cabin လို့ခေါ်တယ်ဒီထဲဝင်မယ်ဆိုလို့ရှိရင်မိမိမှာ Go Cat ရှိရပါမယ်ဒီ Go Cat ရှိမှသွားလို့ရမှာပါဒါ Go Class တော့တီးတန်းပေါ့ဒါကတော့ကျန်တဲ့ကျွန်တော်တို့စီနေကြပုံမှန်မျိုးစားပေါ့ဒီမှာသူ့ရဲ့နိုင်ကြည့်လို့ရပါတယ်ဒီမှာကြည့်ပြီးတော့နိုင်တွေပါနေစောင့်5မိနစ်ပေါ့10မိနစ်ပေါ့ဒါဆို14နာရီ9မိနစ်ဆိုတော့လောက်ကြာသွားပြီဘူးဆိုတော့ဘယ်လောက်မိနစ်စောင့်အောင်မသိစောင့်အောင်မပါနောက်ထပ်နေကံဘက်ဆိုတော့အလောက်ထိမများပုံမှန်ညနေဘက်ဆိုတော့လောက်မကြာဘူး5မိနစ်ဆိုတာ maximum ပဲတန်းပြီးတော့ရတယ်ဒီမှာဒါဆိုလို့ရှိရင်သူရဲ့ဓာတ်လေးကားဆက်လေးကားပေါ့နော် escalator တွေရော elevator တွေအကုန်ရှိတယ်လောက်ပေးထားတယ်ဒါဒီဘက်ချမ်းပေါ့တော့စေတော့မထွေးကြီးလည်းမလာသေးပါဘူးဒါကြော်ညာပါကြော်ညာဆိုင်ဖို့ရှိတယ်မထိုးတစ်ခုစီးပြီဆိုလို့ရှိရင်မိစီမထိုးပဲရောက်လဲဒါအပူပါကမထိုး station မိစီတဲ့နေရာကဘယ်နေရာလဲအဲ့ဒီကနေဘယ်သွားမှာလဲဥမာတရားစီးမယ်ကြည်တရားနေဆလာတယ်ယူဒီယန်အပနီယက်စခွဲချိန်ပေးတယ်ဒီလိုမျိုးရှိတယ်မထိုးကောင်းမြေပုံကောင်းကြည့်ပြီးတော့စီးသွားပါဒါကတော့မြင်တဲ့အတိုင်းပဲ lady only ပါမျိုးသမီးတီးတန်းကမ်းပါအမျိုးသမီးတွေပဲတီးတန်းစီးလို့ရတဲ့နေရာတွေကိုသွားပြီးတော့မစီးပါနဲ့ဟုတ်ပြီလားဒါကတော့အမျိုးသမီးဒီမှာဆိုသူပါလို့ကန်တာတူထိုင်ရမယ်ပဲလို့လုပ်ရမယ်သူမရှိတော့ထိုင်ပေါ့ဒါကတော့စောက်ထားတဲ့စောက်ပြီးပတ်ဝန်းကျင်ပေါ့နော်ဒါကတော့ဟိုဘက်အဖူခေးဘက်ကိုသွားတာပေါ့နော်ဒါမြင်နေရတာဟိုဘက်လေရင်ကွင်းပေါ့ဟိုဘက်ဒူဘိုင်း International Airport လမ်းမြင်နေရတဲ့အားတစ်ခါတည်းရဆိုလို့ရှိရင်နေတိမ်ကောင်းတော့အဆင်ပြေတစ်ခါတည်းဆိုရှင် take off လုပ်တယ်တစ်ခါလည်းဆိုရှင် arrival လုပ်တဲ့နေရာတော့ဒါလေရင် take off နဲ့ arrival လမ်းချောင်းပေါ့လမ်းမြင်နေရတော့ American Airline Dubai flying ပါတော့လေရင်ရက်ထားတယ်လို့လောစေတော့လေရင်အစင်တက်ကလည်းအရင်လောက်ကြီးအရင်စိတ်ဘူးအရင်လည်းမများဘူးပေါ့အဲ့လိုမျိုးဒါကတော့ lady မျိုးသမီးတီးတယ်ပေါ့နော် Human and Children Cabin ဒါတော့ဒီ Human and Children Cabin က3ကန်ရှိတယ်ပေါ့3ကန်ရှိတာနေ့ကင်ပတ်ဆိုမှတိတ်ပြီးအလောက်ထိအောင်လူမရှိဘူးကွာမထိုးကြီးလည်းစောင့်နေသူပဲချိန်လာမယ်ဆိုတော့သူကအနောက်လုပ်ပေးပါတယ်ဒါကတော့ဒီမှာရှိတဲ့မ
metro ကတ်ပေါ့နော်ဒီ metro ကတ်ကတော့အသုံးဝင်ပါတယ် bus တွေလည်းသုံးလို့ရတယ် metro တွေလည်းသုံးလို့ရတယ်ဇက်နဲ့နေရာတွေမှာ market တွေမှာလည်းသုံးလို့ရတယ်ဈေးဝယ်တွေမှာလည်းသုံးလို့ရတယ်ဒါပေမဲ့ဘေးတော့ဖြည့်ထားပါတော့လေစီးလည်းသုံးလို့ရတယ်ဒီမှာရှိတဲ့လေတေးလေးတမော်လေးစီးရင်လည်းသုံးလို့ရတယ်ပတ်ဆက်ပေးချင်လည်းပေးလို့ရတယ်ဒီကတ်ထဲမှာတော့ပတ်ဆက်ရှိရမှာပေါ့နော်ဒါပေးရိုးကတ်ပုံစံသုံးလို့ရတယ်အဲ့လိုမျိုးပါဒါကတော့လမ်းကြီးဆိုမှမျိုးသမီးတွေဆိုလို့ရှိရင်ဒီတိုင်းပဲမြင်နေရလမ်းကြီးအတွင်းထဲမှာမျိုးသမီးတွေထိုင်နေတယ်ဒါခဏနေမဲ့ခဏနေတကားပိတ်ပြီးတော့ဟိုကဖြစ်မယ်ထွက်မယ်ဖြစ်ပါတယ်အောက်မြေကြီးတွေရဲ့အခြေအနေကြီးဆောက်လုပ်ထားတဲ့ပုံစံနဲ့ကြီးဒါတော့မျိုးသမီးတွေတည်တဲ့အခန်းဖြစ်ပါတယ်ဒါပြီးတော့ခဏနေတကားပိတ်ပြီးသားနဲ့ထွက်မှာဖြစ်ပါတယ်ထွက်ပြီးသားလို့ရှိလို့ရှိရင်ဒီကြီးသားလေးရှိလို့ရှိရင်ကိုယ်လေးအတွက်လည်းလာတော့မှဖြစ်ပါတယ်ဒါနေကင်းပတ်ဆိုတော့အရင်လောက်ကြီးတော့မများတော့ညနေကင်းဆိုလို့ရှိရင်တော့အရင်မြင်ရတာဖြစ်ပါတယ်အလုံးကျန်တာမထိုးလာနေပြီဆိုလို့ရှိရင်တမီးနဲ့နေရောက်ပါမယ်ဆိုတာကျင်လာတယ်ဖြစ်ပါတယ်ကျွန်တော်မထိုးစားပြီးဝင်လာတာရပေါ်ရိုက်ပြပါမယ်ဒါတော့မထိုးစားပြီးတော့ဝင်လာတာဖြစ်ပါတယ်ကျွန်တော်ဒါစီးပြီးသွားမှာဖြစ်ပါတယ် Okay, let's go. ဒီဘက်ကတော့ယောက်ျားလေးစီးရပါမယ်ဒါပေမဲ့ဒီဘက်မှာကျလူရှိပါဘူးနေကင်ပတ်ဆိုတော့လူတွေရမ်းလို့များဘူးCan you hear? I'm just recording this here.